မင်္ဂလာပါရှင်ကျမနာမည်ကတော့ Mac Caroline အောင်လို့ခေါ်ပါတယ်ကျမကတော့ FHTM ရဲ့ Executive Sales Manager Trainer ဖြစ်ပါတယ်ကျမဒီ business မှာလုပ်တာအခုချိန်ဆိုရင် January လ28ရက်နေ့2012ကနေပြီးတော့မှစပြီးတော့မှဒီ FHTM မှာ member အနေနဲ့အသင်းဝင်လာတာအခုဆိုလို့ရှိရင်6လတိတိပြည့်သွားပါပြီလို့ကျမတို့အရင်တုန်းကကျမဒီ FHTM business presentation အကြောင်းကိုကျမမရှင်းပြခင်မှာကျမအရင်တုန်းကဘာလုပ်ခဲ့လဲဆိုတော့ကျမရဲ့ background ကိုနည်းနည်းရှင်းပြပေးပါမယ်လို့ကျမကအရင်တုန်းကကျမမိသားစုနဲ့အတူပေါ့နော်restaurant စားတောက်ဆိုင်လုပ်ငန်းကိုကျမတို့လုပ်ခဲ့ပါတယ်စားတောက်ဆိုင်လုပ်ငန်းလုပ်တဲ့အခါမှာ investment တွေအများကြီးအမတို့ရင်းနှီးခဲ့ရပါတယ်ကျမတို့ရင်းနှီးတဲ့ investment တွေကလည်းကျမတို့2နှစ်လောက်လုပ်တဲ့နော်ဒီရင်းနှီးမြုပ်နှံမှုနဲ့ဘလို့မှငွေကြေးလည်ပတ်မှုပြန်ပြီးတော့မရနိုင်တဲ့အတွက်ကျမတို့ကနောက်ထပ် income ဝင်အောင် side income ဝင်အောင်ဘယ် business မျိုးကိုလုပ်ရင်ကောင်းမလဲဆိုပြီးတော့ကျမနဲ့ကျမအမျိုးသားကရှာနေတဲ့အချိန်မှာကျမအမျိုးသားကဒီ FHTM business မှာသူ့ရဲ့ high school တငယ်ချင်းကအလုပ်ဝင်လုပ်ရင်းနဲ့သူကတော်တော်လေးပေါ့နော်အဆင်ပြေလာတယ်အဲ့တငယ်ချင်းနဲ့ CVS မှာပြန်တွေ့ပြီးတော့မှအဲ့တငယ်ချင်းကဒီကျမရဲ့အခုဒီ screen မှာမြင်နေရတဲ့ Noah ဆိုတဲ့နော်ဒီကျမတို့ရဲ့ leader နဲ့ကျမကိုမိတ်ဆက်ပေးရင်းနဲ့ကျမတို့ဒီ business မှာစပြီးတော့ဝင်လာခဲ့တာဖြစ်ပါတယ်လို့ဒီ business မှာဝင်ဖို့အတွက်ကျမတို့ကအင်မတန်မှငွေကြေးအခက်အခဲတွေနဲ့ကြုံတွေ့နေရတဲ့အချိန်လေးဖြစ်ပါတယ်ကျမတို့ဒီ business မှာဝင်ဖို့ရန်အတွက်ငွေကြေး member အနေနဲ့ဝင်ဖို့တော့မှကျမတို့မှာငွေကြေးမရှိခဲ့ပါဘူးဒါကြောင့်မလို့ကျမတို့ကဒီစားသုံးဆိုင်လုပ်ငန်းမှာ cash register ထဲကနေပြီးတော့ကျမတို့ငွေကြေးကိုတွားယူပြီးတော့မှကျမတို့ bank မှာပေါ့နော် deposit တွားလုပ်ပြီးတော့မှကျမတို့ဒီ business ကိုအစပြုခဲ့တာဖြစ်ပါတယ်ဆိုတော့ကျမတို့ဒီ screen မှာပေါ်နေတဲ့ Noah executive ပေါ့နော်sales manager ဖြစ်ပါတယ်သူဟာဆိုလို့ရှိရင်ကျမတို့ကိုစိတ်ရှည်လက်ရှည်နဲ့ training တွေပေးခဲ့ပြီးတော့မှဒီ business မှာကျမတို့အစပြုရင်းနဲ့အခုအချိန်ထိကျမတို့အောင်မြင်လာတာဖြစ်ပါတယ်ကျမဘာလို့မအောင်မြင်လာခဲ့တယ်ဆိုတာကိုကျမမပြောခင်မှာဒီ business ရဲ့เนาะဒီ presentation ကိုကျမအနည်းငယ်ရှင်းပြပေးလိုပါတယ်လို့နားထောင်ကြည့်ပါဒီ business ကိုနားထောင်ကြည့်လို့ကိုနဲ့တကယ်ပဲအမ်ကိုက်ဖြစ်တယ်အဝင်ခွင်ကြဖြစ်တယ်ကိုလည်းတကယ်ပဲကြိုက်တယ်ကိုလည်းတကယ်ပဲလုပ်ရင်ဖြစ်နိုင်တယ်လို့ယုံကြည်မှုရှိတယ်ဆိုရင်ကျမလိုပဲဒီ FHTM business မှာဝင်ပြီးတော့မှ business partner တွေနဲ့လက်တွဲလို့လုပ်ရပါတယ်လို့ဒီ FHTM ရဲ့အရှိကောက်ကတော့ Fortune High Tech Marketing လို့ခေါ်ပါတယ်ဒီ business ဟာ international direct sale company ဖြစ်တယ် United States ရဲ့ Canada ရဲ့ United Kingdom ရဲ့ Puerto Rico ရဲ့၄နိုင်ငံမှာကျမတို့ဒီ business ကိုလုပ်လို့ရပါတယ်လို့เนาะဒီ headquarter ဘယ်မှာရှိလဲဆိုလို့ရှိရင် Lexington Kentucky မှာရှိပါတယ်2001တုန်းကဒီ Mr. Paul Overson ကဒီ company ကိုစပြီးတည်ထောင်ခဲ့တာဖြစ်ပါတယ်ကျမတို့ company ဟာ 100% debt free company ဖြစ်ပါတယ်လုံးဝအကျွေးမရှိပါဘူးလို့ဒီ FHTM business ကိုဘယ်နေရာတွေမှာတွေ့ရမလဲဆိုရင် business magazine တွေတော်တော်များများမှာကျမတို့တွေ့ရပါလိမ့်မယ် Mr. Paul Overson ကအရင်တော့ဆိုလို့ရှိရင် high school teacher အလုပ်ကိုသူက full time အလုပ်လုပ်တယ် basketball coach လည်းသူကဖြစ်ပါတယ်လုံရင်းနဲ့သူကနေပြီးတော့သူ့ရဲ့မိသားစုကို support လုပ်ဖို့ရန်အတွက်ဝင်ငွေမလောက်တဲ့အတွက် side income ရအောင်ဆိုပြီးတော့ Excel company လေးမှာသူကအလုပ်ဝင်လုံရင်းနဲ့တလမှာ $1 million a month income ရလာတဲ့အခါမှာသူကဒီ high school အလုပ်ကိုသူက retire ယူပြီးတော့မှဒီ Excel company မှာပဲသူက full time သူကအလုပ်ဝင်လုပ်ရင်းနဲ့ millionaire ဖြစ်လာခဲ့ပါတယ်ဒီ Excel company ကအကြောင်းမျိုးကြောင့်ပေါ့နော်အရင်တုန်းက1990ဝန်းကျင်တုန်းကဆိုလို့ရှိရင်ဒီ Excel company လေးက long distance နေနောက်ပြီးလို့ရှိရင်ကျမတို့ဒီ pager တွေပေါ့နော်အိမ်ဖုန်းတွေပေါ့လေအဲ့ဒီ business ပဲရှိပါတယ်ကျမတို့အခုချိန်လိုမျိုးပေါ့နော် internet တွေ cell phone တွေcable TV တွေဒါတွေမပေါ်သေးပါဘူးလို့အဲ့ဒီတုန်းကဆိုလို့ရှိရင်တို့ business လုပ်တာတော်တော်လေးကိုအခက်အခဲတွေလည်းကြုံတွေ့ရပါတယ်သို့တော့တို့အဲ့ဒီတုန်းကတည်းကသူဟာဒီ business ဟာလူတိုင်းဒီပေးနေရတဲ့ bill အပေါ်မှာပဲကျမတို့ residual လစဉ်ပုံမှန် income ပြန်ဝင်အောင်လုပ်နိုင်တဲ့ business မျိုးဆိုတာကိုသူကသိတဲ့အတွက်ဒါ opportunity တစ်ခုပဲအခွင့်အရေးတစ်ခုပဲဆိုပြီးတော့မှသူကအလုပ်ကိုဆက်လုပ်ခဲ့ပါတယ်အကြောင်းမျိုးကြောင့် Excel company ကရပ်ဆိုင်းသွားတဲ့အခါမှာ Mr. Paul Overson ဟာဆိုလို့ရှိရင်သူ့ရဲ့ company ကိုသူပြန်ပြီးတော့တည်ထောင်ခဲ့တယ်အခုကျမတို့လုပ်နေတဲ့ဒီ FHTM ကိုသူပြန်ပြီးတော့မှတည်ထောင်ခဲ့တာဖြစ်ပါတယ်ဒီ FHTM company ရဲ့အဓိကဝင်ငွေကဘယ်ကနေဝင်နေတာလဲဆိုရင် advertising budget ကနေဖြစ်ပါတယ်ကျမပြောချင်တာကဒီ advertising budget မှာဘယ် business မဆိုเนาะ advertising budget မှာအများဆုံးအသုံးပေါ့เนาะအများဆုံးသုံးကြတယ်ဘာဖြစ်လို့လဲဆိုတော့အဓိကသူတို့သုံးတဲ့အဓိကရည်ရွယ်ချက်က customer များလိုချင်လို့ပဲဖြစ်ပါတယ်ဒါပေမဲ့ကျမတို့ customer
ဘယ်လောက်ရမလဲကျမတို့ million နဲ့ချီပြီးတော့မှဒီ advertising budget မှာကုန်ကျတဲ့ငွေတွေကကျမတို့အဓိကလိုချင်တာ customer ပဲဖြစ်တယ်ဒါပေမဲ့ကျမတို့ customer ဘယ်လောက်ရမလဲဘယ်နှစ်ယောက်ရမလဲဆိုတာမသိချပါဘူးလို့ဒါကြောင့်မလို့ကျမတို့ company ကနေပြီးတော့ customer ကို directly တခြားတနည်းတစ်လမ်းကနေကျမတို့ခေါ်လာပေးမယ်ကျမတို့ကိုဒီ advertising budget တွေကိုကျမတို့ကိုကြိုတင်ပြီးတော့ပေးထားစရာမလိုဘူးဒါပေမဲ့ကျမတို့ customer ကိုခေါ်လာပေးပြီးပြီဆိုရင်တော့ကျမတို့ရတင်ရထိုက်တဲ့ commission ကိုပေးမလားဆိုပြီးတော့ကျမတို့ company တော်တော်များများနဲ့ကျမတို့ရဲ့ FHTM company ကသွားပြီးတော့ညှိနှိုင်းပါတယ်လို့ကျမတို့ FHTM မှာ product တွေရှိတယ် service တွေရှိပါတယ်ကျမတို့ဒီ company မှာ member အနေနဲ့အသင်းဝင်လာပြီဆိုရင်ကျမတို့နှစ်မျိုးပဲလုပ်เสียရလို့ပါတယ်ပထမတစ်ချက်ကကျမတို့ဘာလုပ်ရမလဲဆိုလို့ရှိရင် gather loyal customer 10 CP to get pay ဆိုတာက10 customer point ကိုပြောဆိုလိုချင်တာဖြစ်ပါတယ်ဆိုတော့ကျမတို့အရင်ဆုံး customer loyal customer 10ခုကျမတို့အရင်ဆုံးရှာရမှာဖြစ်ပါတယ်ဘယ်နေရာကနေကျမတို့ရှာရမလဲဆိုရင်ကျမတို့ရဲ့ website ထဲမှာရှိတဲ့ product တွေ service တွေတစ်ခုစီတိုင်းဟာကျမတို့ရဲ့ customer point တွေဖြစ်ပါတယ်တစ်ခုကျမတို့ရောင်းရတယ်ဆိုရင်ကျမတို့ customer တယောက်ရတယ်ဆိုရင်ဒါကျမတို့အတွက်1 customer point ဖြစ်တယ်လို့သတ်မှတ်တယ်နှစ်ခုရောင်းရမယ်ဆိုရင်ဒါ2 customer point ဖြစ်တယ်3ခုဆိုရင်3 point เนาะဆိုတော့ကျမတို့မှာဘာတွေရှိသလဲဘာ product တွေရှိသလဲကျမနည်းနည်းရှင်းပြပေးပါမယ်လို့ကျမမှာ Zoom Energy ဆိုတာရှိပါတယ်ဒီ Zoom Energy ကဘာလဲဆိုလို့ရှိရင် electricity နဲ့ gas bill ကျမတို့လစဉ်ပေးနေတဲ့ကျမတို့ gas bill electric bill တွေကျမတို့ခါတိုင်းလဲဒီ FHTM business မှာမဝင်ခင်တော့ကျမတို့ခါတိုင်းလဲကျမတို့အိမ်မှာပေးနေတာပဲ gas bill တွေ electric bill တွေပေးနေရပဲဒါပေမဲ့ကျမတို့ income ပြန်မရဘူး commission လည်းပြန်မရဘူး residual income လည်းကျမတို့မရဘူးဒါပေမဲ့အခုကျမတို့ FHTM မှာ member အနေနဲ့ကျမဝင်လာပြီးတဲ့နောက်ပိုင်းကနေစပြီးတော့ကျမအိမ်မှာပေးနေတဲ့ကျမရဲ့ကိုယ်ပိုင် gas bill ကိုကျမက Zoom Energy မှာ customer အနေနဲ့ကျမတစ်ခါပဲပြောင်းလိုက်ပြီးတဲ့နောက်ပိုင်းမှာလစဉ်ကျမပေးနေတဲ့ bill အပေါ်မှာကျမက commission ပြန်ရသွားတယ်နော်ဆိုတော့ကျမတို့လူတိုင်းအိမ်တိုင်းမှာ electric bill ရှိတယ် gas bill ရှိတယ်လူတိုင်း electric တွေ gas တွေသုံးကြတယ်တိုးတော့အခုလောဆယ်မှာပေါ့နော်ကျမတို့ရဲ့ Zoom Energy မှာအခု provide လုပ်နေတဲ့ state ကအားလုံးပေါင်း6ခုရှိပါတယ်လို့မကြာခင်မှာလဲကျမတို့2013-16နောက်ပိုင်းမှာကျမတို့ the whole United States မှာအားလုံး gas ကို electric ကိုရဖို့ရန်အတွက်ကျမတို့လည်းစူးစမ်းနေပါတယ်လို့နောက်ဒုတိယတစ်ချက်ကတော့ amusement pack ဖြစ်ပါတယ် amusement pack ကကြတော့ကျမတို့ movie ticket သွားမလားနောက်ပြီးတော့ theme park တွေသွားမလားကျမတို့ ticket တွေဘယ် sport event မဆို ticket ဝယ်သမျှ ticket တွေအပေါ်မှာကျမတို့ 50% off discount ရမယ်အပြင်ကျမတို့မှာ companionship airline program ဆိုတာလည်းရှိပါတယ်လို့ဥပမာကျမတို့ခရီးတစ်ယောက်သွားမယ်ဆိုရင် ticket တစ်စောင်ဝယ်ရမယ်သွားပြန်နှစ်ယောက်သွားမယ်ဆိုနှစ်ဆောင်ဝယ်ရမယ်ဒါပေမဲ့ကျမတို့ amusement pack မှာကျမတို့ sign up လုပ်ထားတယ်ဆိုလို့ရှိရင်ကျမတို့လစဉ်နော်ကျမတို့က$25တန်တဲ့ restaurant gift certificate ကိုလည်းကျမတို့ပြန်ပေးတဲ့အပြင်ကျမတို့ customer point လည်းတစ်ခုရမယ်အဲ့ဒီအပြင်ကို airline ticket ဝယ်လို့ရှိရင်ကျမတို့တစ်ယောက်က ticket ဝယ်ရဆိုရင်နောက်တစ်ယောက်က free လိုက်လို့ရတယ် companionship airline ticket program ဆိုပြီးတော့ကျမတို့မှာရှိတယ်ပြီးရင် front point security ကကျမတို့အိမ် alarm system တွေပါတယ်ကျမတို့တက်ချင်တဲ့လူတွေတက်လို့ရတယ်အဲ့ဒါ customer တစ်ယောက်ကျမတို့customer တစ်ယောက်ကိုခေါ်လာတယ်ဆိုရင်ကျမတို့က1 customer point ရမယ်ပြီးရင် identity shield ဆိုတာရှိတယ် identity shield ကကျမတို့ရဲ့ credit တွေကိုဘယ်လိုခေါ်မလဲ identity theft ကို protect လုပ်ပေးတယ်ကျမတို့ရဲ့ဒီ credit ကပဲဖြစ်ဖြစ်ကျမတို့ရဲ့ security information တွေကို protect လုပ်ထားပေးတဲ့ဟာဖြစ်တယ်အဲ့ဒီအပြင်ကိုကျမတို့ computer မှာလည်း virus တွေကို system တွေကို computer ၄လုံးအထိကိုကျမတို့ clean up system လုပ်ပေးတယ်ပြီးရင်ကျမတို့မှာ True Essentials ဆိုတဲ့ product ရှိတယ်အဲ့ဒါ natural organic နဲ့လုပ်ထားတဲ့ product ဖြစ်တယ် whole food product တွေဖြစ်တယ်အကောင်းစားဆေးတွေပေါ့နော်ကျမတို့လက်ရှိကျမတို့အားဆေး vitamin product တွေနောက်မှမဟုတ်ရင် joint product တွေ woman man kit အကုန်လုံးအတွက်ရှိတယ်အဲ့ဒီအပြင်ကိုကျမတို့မှာ beauty product ရှိတယ် Envy organic beauty product ဆိုတာကကျမတို့မှာ for hair for your skin အကုန်လုံးအတွက်နော်ကလေးလူကြီးလူအမျိုးသမီးအမျိုးသားမရွေးအားလုံးအတွက်ဒီ organic product ကျမတို့မှာရှိတယ်အဲ့ဒါက5 star hotel မှာပဲဝယ်လို့ရတဲ့ဟာကျမတို့ website ထဲမှာဝယ်လို့ရတယ်ဆိုတော့ကျမတို့ရဲ့ website ထဲမှာ beauty product လော၎င်း true essential product တွေတော့၎င်းဝင်ဝယ်တဲ့ဟာမှန်သမျှအပေါ်မှာလည်းကျမတို့က customer point လည်းရမယ်အပြင်ကိုကျမတို့ customer တွေကလစဉ်သူတို့က order မှားတယ်ဆိုရင်သူတို့မှားတဲ့အပေါ်မှာလည်းကျမတို့က commission ဆက်ရသွားမှာဖြစ်တယ်ပြီးတော့ကျမတို့မှာ dish network ရှိတယ် dish network ကလူတိုင်းအိမ်မှာ TV ကြည့်တယ် cable TV ကြည့်ကြတယ်ကျမတို့အရင်တော့က
Direct TV နဲ့ကျမတို့ကြည့်ရဆိုရင်ကျမတို့အခု Direct TV နဲ့ကျမတို့ကြည့်တဲ့အခါမှာကျမတို့ကိုဘာမှ commission ပြန်မရဘူးအခုကျမက Dish Network မှာကျမက authorize နော် retailer ဖြစ်နေတဲ့အတွက်ကျမရဲ့ website မှာကျမကိုယ်တိုင် Dish Network ကိုကျမ sign up လုပ်လိုက်တယ်ကျမကိုယ်တိုင် customer ဖြစ်တယ်ဆိုရင်အဲ့ဒီလစဉ်ကျမပေးနေတဲ့ bill အပေါ်မှာလည်းကျမက commission ဆက်ရပါမှာဖြစ်တယ်ပြီးရင်ကျမတို့လူတိုင်း cell phone သုံးတယ်အရောက်စီတိုင်းမှာ cell phone ရှိကြတယ် contract cell phone ရှိတယ် no contract cell phone ရှိတယ်ဥပမာကျမတို့စီမှာဆိုရင် Verizon T-Mobile Sprint ဆိုပြီးတော့ဒါ contract နဲ့ cell phone ကျမတို့မှာရှိတယ်ပြီးလို့ရှိရင် no contract ဆိုလို့ရှိရင် Sprint နဲ့ Verizon T-Mobile နဲ့ AT&T ရှိတယ်နော်ဆိုတော့ကျမတို့မှာ either way တချို့က contract နဲ့လုပ်ချင်တယ်တချို့က contract နဲ့မလုပ်ချင်ဘူးကျမတို့မှာ2မျိုးလုံးရှိတယ်ကျမဆိုရင်အရင်တုန်းက T-Mobile မှာကျမကအမြဲတမ်း loyal customer အနေနဲ့ကျမအမြဲတမ်း 2-year contract ပြည့်သွားတိုင်း renew ပြန်လုပ်ပြီးတော့ကျမအမြဲတမ်းပုံမှန်ကျမရဲ့ phone bill ကိုကျမပေးတယ် family plan နဲ့ပေါ့နော်ပေးတယ်ဒါပေမဲ့ကျမဘာမှ commission ပြန်မရဘူးဒါပေမဲ့ကျမကိုယ်တိုင် FHTM မှာကျမရဲ့ website ကိုယ်ပိုင် website မှာကျမ member အနေနဲ့ဝင်ပြီးတဲ့နောက်ပိုင်းမှာကျမရဲ့ phone contract ပြည့်သွားတဲ့အခါမှာကျမရဲ့ website ထဲမှာဝင်ပြီးတော့ကျမရဲ့ cell phone ကိုပြန်ပြီးတော့ renew လုပ်လိုက်တဲ့နောက်ပိုင်းမှာကျမပေးတဲ့ဒီ phone bill တွေအပေါ်မှာလည်းကျမက monthly residual income ဆိုပြီးတော့လစဉ်ကျမကပြန်ပြီး commission ရသွားတယ်အဲ့ဒီအပြင်ကို phone တစ်လုံးမှကျမရဲ့ website ကနေရောင်းထွက်သွားတဲ့အတွက်ကျမက one customer point ကျမရတယ်ပြီးတော့ကျမတို့မှာ roadside auto club ဆိုတာရှိတယ် triple A လိုပါပဲကျမတို့မှာဒီလမ်းမှာပေါ့နော်ခီးသွိုင်းနဲ့တော့လကောက် freeway မှာတော့လကောက်ဒီကျမတို့တခြားပေါ့ local ခီးစင်မှာတော့လကောက်ကားတစ်ခုခုဖြစ်ခဲ့တယ်ကားနဲ့ပတ်သက်ပြီးတော့ပြဿနာတစ်ခုခုရှိခဲ့တယ်ဆိုရင်ကျမတို့ roadside auto club ကိုခေါ်လိုက်တာ ਨੇ ကျမတို့စီမှာလာပြီးတော့သူတို့ပြဿနာကိုဖြေရှင်းပေးတယ်ကားထိုးလို့ဆရာရှိတယ်ဆိုရင်လည်းသူတို့ကားထိုးလုပ်ပေးတယ်ဆိုတော့အဲ့ဒီ program လေးတွေကျမတို့မှာရှိတယ်ပြီးရင် digital lending ဆိုတာက internet service เนาะကျမတို့လူတိုင်းမှာ internet ရှိကြတယ်အိမ်တိုင်းမှာ internet သုံးတယ်ဆိုတော့ internet service ကိုကျမတို့ပေးနေတဲ့ဒီ bill အပေါ်ကနေကျမပြန်ပြီးတော့လစဉ်မှာresidual monthly income ရတယ်ဆိုတာနဲတဲ့ကျမအတွက်အခွင့်အရေးမဟုတ်ဘူးလေဒါကြောင့်မလို့အခုချိန်ကစပြီးကျမရဲ့ internet ကိုကျမရဲ့ website ထဲမှာဝင်ပြီးတော့ကျမ sign up လုပ်လိုက်တဲ့အချိန်ကစပြီးတော့လစဉ်ကျမပေးတဲ့ bill အပေါ်မှာကျမ commission ပြန်ရသွားတယ် test box ကကြတော့ကျမတို့ကအခုကိုယ်ပိုင် business ဖြစ်သွားတဲ့အတွက်ကျမတို့က1099နဲ့အစိုးရကိုပြန်ပြီးတော့နှစ်ကုန်တဲ့အခါမှာ test ပြန်ဆောင်ရတယ်အဲ့ဒီအတွက်ကျမတို့ကဝင်ငွေ1000ရတယ်ဆိုရင်30% ကိုကျမတို့အစိုးရ government ကိုပြန်ပေးရတယ်ဆိုရင်30%ဆိုလို့ရှိရင်ကျမတို့3000ပြန်ပေးရမှာဖြစ်တယ်ဒါပေမဲ့ကျမတို့ test box ကိုကျမ sign up လုပ်ထားခြင်းအပြင်ကျမက3000လောက်ပြန်ပေးစရာမလိုတော့ဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ test box ကဘာလုပ်ပေးလဲဆိုရင်ကျမသွားတဲ့ mileage တွေခီးပြန်သွားတဲ့ airplane ticket တွေကျမဝယ်တဲ့အဝတ်အစားတွေကျမဒီ business အတွက်သုံးတဲ့အသုံးစရိတ်မှန်သမျှ receipt တွေကိုကျမရဲ့ cell phone ထဲမှာဓာတ်ပုံရိုက်ထားလိုက်ပြီးတော့ save ထားလိုက်တယ်နေ့ကုန်တဲ့အခါမှာကျမ save ထားတဲ့ file ကိုကျမရဲ့ accounting ကိုကျမ forward လုပ်ပြီးတော့သူကနေပြီးတော့အကုန်လုံး tax deductible လုပ်ပေးသွားတဲ့အခါမှာကျမအစိုးရကို3000ပြန်1000ဝင်ငွေလစဉ်ရတယ်ဆိုရင်3000ပြန်ပေးစရာမလိုတော့ဘူးเนาะကျမအနည်းအကျဉ်းလောက်တော့ကျမပြန်ပေးရမယ်ပြီးရင် clarity ဆိုတာကအိမ်ဖုန်းပေါ့เนาะကျမတို့မှာအိမ်ဖုန်းလည်းရှိတယ်ဆိုတော့ကျမတို့ပေးတဲ့အိမ်ဖုန်းကိုကျမတို့ commission ဘာမှမရဘူးဒါပေမဲ့အခုကျမ clarity မှာကျမရဲ့အိမ်ဖုန်းကိုကျမဝင်ပြီးတော့မှကျမအိမ်ဖုန်းကို join လုပ်လိုက်တာ ਨੇ အဲ့နောက်ပိုင်းမှာကျမလစဉ်ကျမပေးတဲ့ bill အပေါ်မှာကျမ commission ပြန်ရသွားတယ်ဆိုတော့ဒီ business ကိုကျမတို့ကြားလိုက်တဲ့အခါမှာကျမအမျိုးသားကပေါ့နော်ပထမအဦးဆုံးသူကြားလိုက်အခါမှာ तू က make sense ဖြစ်သွားတယ်ဘာဖြစ်လို့ဆိုဟုတ်တာပဲငါတို့လစဉ်ငါတို့ဒီ bill တွေမရှိမဖြစ်ငါတို့ပေးနေရမှာပဲငါတို့ပေးနေရမယ့်အတူတူငါတို့ပေးရမယ့်အပေါ်မှာငါတို့ income ရတယ်ဆိုတာကဒါကကျမတို့အတွက်အခွင့်အရေးတစ်ခုပဲဆိုပြီးတော့မှကျမတို့က sign up လုပ်ပြီးတော့မှစခဲ့တဲ့ဒီ business ဖြစ်ပါတယ်လို့ဒုတိယတစ်ချက်ကကျမတို့ဘာလုပ်ရမလဲဆိုရင်ဒီ business ကို introduce လုပ်ပေးရမယ်ကျမတို့ရဲ့တငယ်ချင်းမိတ်ဆွေမျိုးအနီးနားတစ်ဝိုက်မှာရှိတဲ့သူကျမတို့သိတဲ့သူတွေအားလုံးကိုကျမတို့မိတ်ဆက်ပေးလို့ရတယ်ဒီနှမျိုးပဲကျမတို့လုပ်တာ ਨੇ ကျမတို့ကဒီ business မှာဆက်ပြီးတော့မှပေါ့နော်အလုပ်လုပ်လို့ရပါပြီလို့ပြီးတော့ကျမတို့မှာ FHTM reward mall ဆိုတာလည်းရှိသေးတယ်အဲ့ reward mall က customer point တော့မရဘူးဒါပေမဲ့ဒီ reward mall မှာ store ပေါင်း1400ကျော်ရှိတယ်အဲ့ store ပေါင်း1400ကျော်ထဲမှာကျမတို့ကကိုယ့်ရဲ့နော် website ထဲကနေဝင်ပြီးတော့ order မှာတဲ့ပစ္စည်းမှန်သမျှအပေါ်မှာကျမတို့က reward cashback ဆိုပြီးတော့ကျမတို့ပြန်ရတဲ့အပြင်ကိုကျမတို့ကိုယ်တိုင်က customer လည်းဖြစ်တယ်ကျမတို့ကိုယ်တိုင်ကကိုယ့်ရဲ့ website ထဲကနေဝင်ဝယ်တယ်ဆိုရင်ကျမတို့ဝယ်သမျှ
နော်အပစ္စည်းတွေအပေါ်မှာကျမတို့ကပြန်ပြီးတော့ commission လဲရမှာဖြစ်တယ်လို့နော်ဆိုတော့ဥပမာတစ်ခုပေးရမယ်ဆိုရင်တော့ Best Buy မှာကျမ computer တစ်လုံးကျမဝင်ပြီးတော့ကျမရဲ့ website ထဲမှာ order မှာလိုက်တယ်ဆိုပါစို့ computer က600ကျော်တန်ဖိုးရှိတယ်ဆိုရင်အဲ့ဒီ Best Buy ကကျမကို 10% reward cashback ပြန်ပေးတယ်ဆိုရင်ကျမ60ပြန်ရမယ်အဲ့ဒီအပြင်ကိုသူတို့ရဲ့ earning commission purchase ဆိုတဲ့ဥစ္စာကိုလည်းကျမကိုပြန်ပြီးတော့ပေးသေးတယ်နော်ဆိုတော့ဒါအခွင့်အရေးတွေကျမမှာဒီ FHTM မှာကျမ member အနေနဲ့မဝင်ထားဘူးဆိုရင်ဒီအခွင့်အရေးတွေကျမမရဘူးအခုကျမဒီ FHTM ရဲ့ representative ဖြစ်တဲ့ independently ကျမကရောင်းချပိုင်ခွင့်ရှိတယ်အဲ့ဒီအပေါ်မှာကျမကိုယ်တိုင်က customer လုပ်ပြီးဝင်ဝယ်တဲ့အခါမှာဒီအခွင့်အရေးကိုကျမရတာဖြစ်တယ်လို့နော်ပြီးတော့ကျမတို့ဒီ FHTM မှာ member အနေနဲ့ဝင်တယ်ဆိုရင်ဘာတွေကျမတို့လုပ်ရမလဲဆိုတာကိုကျမနည်းနည်းရှင်းပြပေးပါမယ်လို့ FHTM ရဲ့ compensation plan ကဒီလိုရှိပါတယ်ကျမတို့ license အနေနဲ့เนาะ representative independent representative အနေနဲ့ကျမတို့ဝင်ကျင်နေဆိုရင်တစ်နှစ်လုံးစာပေါ့เนาะ Fortune Rep ID 249 ပေးရမယ်ဒါကတော့ကျမတို့တစ်ခါပေးပြီးွားပြီဆိုရင်ကျမတို့ထပ်ပြီးတော့ပေးစရာမလိုတော့ပါဘူးလို့เนาะပြီးတော့ qualified business ဖြစ်ဖို့ရန်အတွက် value starter pack လို့ခေါ်တယ်အဲ့ဒီ value starter pack ထဲမှာကျမတို့ဝယ်ထားတယ်ဆိုရင်အဲ့ဒီဝယ်ထားတဲ့အပေါ်မှာကျမတို့ store website ပြန်ရမယ် back office ရမယ်ပြီးရင် product ကိုလည်းကျမတို့ကိုပြန်ပြီးတော့ပေးအောင်မယ်ပြီးလို့ရှိရင် most importantly ကျမတို့ဒီလစဉ်ကျမတို့သွားဖို့ရန်အတွက်10 customer point ကိုလည်းသူကပေးထားမယ်ဆိုတော့ကျမတို့ကဒီ value pack ကိုရှိထားခြင်းအပြင်ကျမတို့ business run တဲ့အခါမှာလိုအပ်တဲ့ tool ကိုသူကနေပြီးတော့ပေးထားမယ်เนาะဆိုတော့ကျမတို့ဒီရင်းနှီးမြှုပ်နှံမှုပေါ့လေအားလုံးပေါင်း total ဘယ်လောက်ကြာမလဲဆိုလို့ရှိရင်450ဝန်းကျင်လောက်ကျမတို့ရင်းရလိမ့်မယ်เนาะရင်းရပေမဲ့ကျမတို့ဒီ income ကိုကျမတို့ပြန်ပြီးတော့เนาะတစ်လအတွင်းမှာပြန်ပြီးတော့ရင်းလိုက်တဲ့ရင်းနှီးမြှုပ်နှံမှုကိုကျမတို့ပြန်ရအောင်ဘယ်လိုလုပ်လဲဆိုတော့ကျမတို့မှာ manager ဝင်ချင်းမှာဘယ်သူမဆို manager level နဲ့ဝင်လာမယ်ပြီးရင် regional manager ပြီးရင် executive national เนาะ presidential ambassador ဆိုပြီးတော့အဲ့လိုယာထူးလေးတွေတက်သွားမယ်ဆိုတော့ကျမတို့ဝင်လာချင်းမှာဘယ်သူမဆို manager level နဲ့ဝင်လာတဲ့အခါမှာကျမတို့ကတငယ်ချင်းကိုအနည်းဆုံးเนาะတစ်ယောက်ကနေပြီးတော့3ယောက်အများဆုံးကျမတို့မိတ်ဆက်ပေးရမယ်ပထမတငယ်ချင်းတယောက်ကျမတို့မိတ်ဆက်ပေးလိုက်တယ်ဆိုရင်ကျမတို့မှာ value starter pack ကိုကျမတို့က invest လုပ်ထားတယ်ဆိုလို့ရှိရင်ကျမတို့ကပထမတစ်ယောက်ကိုမိတ်ဆက်လိုက်တဲ့အခါမှာ90ကျမတို့ပြန်ရမယ်ဒုတိယတစ်ယောက်ဆိုရင်100ရမယ်တတိယတစ်ယောက်ဆိုလို့ရှိရင်နောက်ထပ်90ရမယ်ဆိုတော့ကျမတို့အဲ့ဒီမှာ3ယောက်ကျမတို့တငယ်ချင်း member ကိုဝင်လာတာနဲ့ကျမတို့200ပြန်ရမယ်3ယောက်ဝင်ပြီး200ပြန်ရမယ်ဆိုကြပါစို့ Mary ရဲ့ Esther ရဲ့ Matthew ရဲ့3ယောက်เนาะသူတို့ဝင်လာတဲ့အခါမှာကျမတို့200ပြန်ရမယ်ဒါပေမဲ့ Mary ကဝင်လာတဲ့အခါမှာ तू က customer လည်းမရှာနိုင်ဘူးတငယ်ချင်းတွေလည်း तू ကမမိတ်ဆက်ပေးနိုင်တဲ့အခါမှာ Esther ကဝင်လာတယ် Esther ကကြတော့ तू တငယ်ချင်းတယောက်เนาะ तू မိတ်ဆက်ပေးတယ် तू မိတ်ဆက်ပေးလိုက်တဲ့အတွက်ကြောင့်မလို့ဒီတငယ်ချင်းတယောက်ကလည်းကျမတို့ရဲ့အောက်မှာပဲဝင်သွားတယ် member အနေနဲ့ဝင်သွားတယ်ပြီးလို့ရှိရင် Matthew ကတငယ်ချင်း2ယောက် तू မိတ်ဆက်တယ်เนาะမိတ်ဆက်တော့အားလုံးပေါင်းလိုက်ရင်6ယောက်ဖြစ်တာ ਨੇ เนาะကျမတို့ရဲ့အောက်မှာ directly ကျမတို့မှာ3ယောက်ရှိမယ် indirectly နောက်ထပ်3ယောက်ရှိမယ်ဆိုရင်အားလုံးပေါင်းလိုက်လို့ရှိရင်6ယောက်ရှိရဆိုရင်ကျမတို့က manager level ကနေပြီးတော့ကျမတို့ကနေပြီးတော့ regional manager ဆိုပြီးတော့မှယာထူးတက်သွားပြီ regional manager ယာထူးရောက်သွားတဲ့အခါကျရင်ကျမတို့က manager မှာတော့လို့တငယ်ချင်း1ယောက်2ယောက်3ယောက်ကျမတို့ခေါ်လာစရာမလိုတော့ဘူးကျမတို့ရဲ့အဓိကတာဝန်ကနောက်ထပ်တငယ်ချင်း1ယောက်ကိုပဲကျမတို့ခေါ်ရတော့နောက်ထပ်တငယ်ချင်း1ယောက်ကိုခေါ်မယ်သူ့နာမည်ကကိုပီတာထားလိုက်ပါတော့เนาะကိုပီတာကိုခေါ်လာတဲ့ကျမတို့မှာ10 customer point ကျမတို့မှာရှိပြီဆိုလို့ရှိရင် company ကနေပြီးတော့ကျမတို့ကို150ပြန်ပြီးတော့ပေးတယ်เนาะဆိုတော့အဲ့ဒီကိုပီတာကိုကျမတို့ခေါ်လာတဲ့အခါမှာကိုပီတာရဲ့အဓိကလုပ်ရမယ့်အရာဘာလဲဆိုလို့ရှိရင်ကျမတို့လိုပဲเนาะအများဆုံးကျမတို့ customer point 10ခုရဖို့ကျမတို့ website ကနေကျမတို့ရောင်းမယ်ပြီးရင် तू ကတငယ်ချင်း1ယောက်ကနေ3ယောက်အထိ तू မိတ်ဆက်ပေးမယ်ဆိုတော့ तू စပြီးတော့မိတ်ဆက်ပေးတဲ့လူတွေအပေါ်မှာလဲကျမတို့ကယာထုတက်သွားတဲ့အတွက်တယောက်ကို100เนาะဝင်သမျှအတိုင်းမှာကျမတို့တယောက်ကို100ကျမတို့ရမယ် Okay ဆိုတော့ဒီဝင်လာတဲ့လူတွေကသူတို့ဘာလုပ်ရလဲသူတို့ရဲ့ website ထဲမှာရှိတဲ့သူတို့ product တွေ service တွေကိုသူတို့အနည်းဆုံးကနေအများဆုံး10ခုထိကိုเนาะရောင်းကြတဲ့အပေါ်မှာလဲကျမတို့က commission ဆက်ရသွားမယ်အပြင်ကိုသူတို့ကနေပြီးတော့ဆက်ပြီးတော့မိတ်ဆက်ပေးတဲ့တငယ်ချင်းမိတ်ဆွေတွေအပေါ်မှာကျမတို့ကတယောက်ကို100ကျမတို့ဆက်ရသွားမှာဖြစ်တယ်နော်တယောက်သွင်းတိုင်းသူတို့တယောက်ခေါ်လာတိုင်းကျမတို့100ရမယ်နောက်တယောက်သူတို့ခေါ်လာတဲ့နောက်ထပ်100ရမယ် okay ဆိုတော့
တလအတွင်းမှာတယောက်ကနေ15ယောက်ထိဝင်နေဆိုရင်ကျမတို့တယောက်ကို100ရတယ်ဆိုရင်1500ကျမတို့ရမယ်တကယ်လို့များကျမတို့တလအတွင်းမှာ16ယောက်မြောက်အထက်ဖြစ်သွားပြီဆိုလို့ရှိရင်ဟိုးအပေါ်ဆုံးကိုပီတာကနေစပြီးတော့ကုမ္ပဏီကနေပြီးတော့ double bonus လို့ခေါ်တယ်တယောက်ကို200ပြန်ပြီးတော့ပေးမယ်100မဟုတ်တော့ဘူး16ယောက်ဖြစ်သွားတာနဲ့တယောက်ကို200ကုမ္ပဏီကပြန်ပေးတယ်ဒါ double bonus လို့ခေါ်တယ်ဆိုတော့ဒီလူတွေကနေပြီးတော့စပြီးတော့သူတို့ website ထဲကနေရောင်းရတဲ့ဟာမှန်သမျှအပေါ်မှာလည်းကျမတို့က commission ရမယ်ပြီးရင်သူတို့ကနေပြီးတော့မိတ်ဆက်ပေးတဲ့သူတွေအပေါ်မှာလည်းကျမတို့က bonus တွေထပ်ရအောင်မယ်ဆိုကြပါစို့အဲ့ဒီတစ်လမှာအယောက်40ဝင်သွားတယ်ဆိုကြပါစို့200နဲ့မြောက်လိုက်တယ်ဆိုရင်8000ရဆိုတော့ဒါကဒီလူတွေကျမတို့အောက်ကနေလူတွေကဆက်ရှာွားတဲ့အပေါ်မှာလည်းထပ်ပြီးတော့ကျမတို့က bonus တွေ double bonus တွေကိုလစဉ်ကျမတို့ကရသွားမှာဖြစ်တယ်ကျမ group ကိုယ်တိုင်ဒီ16ရောက်လုံးကိုရှာစရာမလိုဘူးပေါ့နော် okay ဆိုတော့ဒီလူကိုပီတာကနေပြီးတော့လေ तू ကသူ့ရဲ့အောက်မှာ तू 3ယောက်ခေါ်လာပြီးတော့အဲ့3ယောက်ကတခါ indirectly နောက်ထပ်3ယောက်အဲ့လိုခေါ်သွားတဲ့အခါမှာ तू ကိုယ်တိုင်လဲ regional manager ယာဒူးကိုရောက်လာတဲ့အခါမှာ तू ကတငယ်ချင်းတယောက်ကိုမိတ်ဆက်ပေးရမယ်အဲ့သူ့နာမည်ကကို Thomas လို့ထားလိုက်ပါတော့ Thomas ကို तू ခေါ်လာတဲ့အခါမှာ Thomas က तू ဘာလုပ်ရမလဲကျမတို့လုပ်တဲ့အတိုင်းပဲတငယ်ချင်း3ယောက်ကို तू ဆက်ပြီးတော့ခေါ်လာမယ်ဆိုတော့ तू ခေါ်လာတဲ့မှန်သမျှအပေါ်မှာကြတော့ကျမတို့က50ရသွားမယ်ဆိုတော့ကျမတို့ရဲ့ဒီ first generation ပေါ်မှာလဲကျမတို့100ကနေ200ရပိုင်ခွင့်ရှိတယ်လို့ကျမတို့ရဲ့ second generation ပေါ်မှာလဲကျမတို့ကထပ်ပြီးတော့50ကျမတို့ထပ်ရောက်ပွားပိုင်ခွင့်ရှိသွားပြီဆိုတော့ဒီ member အနေနဲ့ဝင်လာတဲ့သူတွေကသူတို့ရဲ့ website ထဲကနေသူတို့ရောင်းရတဲ့အပေါ်မှာကျမတို့ဘယ်လို commission ရလဲဆိုတာကိုကျမနည်းနည်းရှင်းပြပေးချင်တယ်လို့ဘယ်လို commission ရလဲဆိုလို့ရှိရင်သူတို့ကနေပြီးတော့အနည်းဆုံးသူတို့ကနေအများဆုံးပေါ့နော်သူတို့10ခုသူတို့ရောင်းရတဲ့အပေါ်မှာကျမတို့ဘယ်လို commission ရသွားလဲဆိုတာကိုကျမရှင်းပြပေးမယ် level alike ကျမတို့ commission ပေးတယ်ဘယ်လိုပေးလဲဆိုတော့ကျမတို့ကနေပြီးတော့တငယ်ချင်း3ယောက်ခေါ်လာတယ်အဲ့3ယောက်ကတယောက်ကို10ခုစီနော်သူတို့ရောင်းရတယ်ဆိုလို့ရှိရင်အဲ့3ယောက်ကကျမတို့ရဲ့ level 1မှာရှိမယ်ပြီးရင်သူတို့ကနေပြီးတော့နောက်ထပ်3ယောက်ပွားသွားတဲ့ဟာကကြတော့ level 2ကနေပြီးတော့မှအဲ့လို3ယောက်စီဆင့်ပွားသွားတယ်ဆိုရင် level 1 2 3 4 5 6 7 8အထိရှိတယ်level 1ကနေ7အထိမှာဆိုရင်ကျမတို့ဘယ်လောက်ရမလဲဆိုရင် 1% commission ရမယ်။နော် level 8ကျလို့ရှိရင်တော့ကျမတို့ 5% commission ရမယ်။ဆိုတော့ level 8မှာကျမတို့လူပေါင်း6500ကျော်ကနေပြီးတော့ရောင်းထွက်သွားတဲ့ပစ္စည်းအရေအတွက်ပေါင်း6500ကျော်အဲ့ဒီဟာရောင်းရတယ်ဆိုရင်ကျမတို့ကို 5% commission ပေးတယ်ဆိုရင်ပစ္စည်းတစ်ခုကိုအရေအတွက်အားဖြင့်ပေါ့နော်ပစ္စည်းတစ်ခုကို$25နဲ့ပဲကျမတို့ရောင်းရတယ်ဆိုရင်တော့5% ကျမတို့ commission ရမယ်ဆိုရင်8200လောက်ကျမတို့တစ်လ monthly residual income ရမှာဖြစ်တယ်တကယ်လို့များ100မှာ10ယောက်ကပဲเนาะ10ရာခိုင်နှုန်းကပဲ successful ဖြစ်တယ်ဆိုရင်တော့8200ရမယ်တကယ်လို့100မှာ1ယောက်ဆိုရင်820ကျမတို့ monthly ပေါ့เนาะလစဉ်ကျမတို့ရသွားမယ် percentage တွေဖြစ်ပါတယ်ပြီးရင်ကျမတို့မှာpromotion တွေလည်းရှိသေးတယ်။ဘာ promotion တွေလဲဆိုတော့ BMW car promotion တွေလည်းရှိတယ်။ဒါကတော့ကျမတို့နောက်ထပ် level executive level ကြလို့ရှိရင်ကုမ္ပဏီကနေပြီးတော့ promotion ပေးတဲ့ car program ရှိတယ်။နော်။ပြီးလို့ရှိရင်ဒီ car program မှာရရှိသွားတဲ့ဒါမိတ်ဆွေတွေတငယ်ချင်းတွေပေါ့လေ။နော် qualify ဖြစ်လို့ရရှိသွားတယ်လို့ပြီးတော့ကျမတို့မှာ vacation promotion ဆိုတာလည်းရှိသေးတယ်။ vacation plan တွေလည်းကျမတို့မှာကုမ္ပဏီကနေပြီးတော့ offer လုပ်တယ်။ဆိုတော့ကျမတို့ဒီဆက်စချင်း business မှာ okay စဖို့ရအတွက်နော်လိုအပ်တဲ့အချက်ကကျမတို့ independent representative enrollment fee ဆိုပြီးတော့249.69ပြားဒါကျမတို့တစ်ခါပဲပေးရမယ်เนาะဒီ business ဟာဆိုလို့ရှိရင်ကျမတို့ရင်းနှီးမြှုပ်နှံလိုက်တဲ့ဥစ္စာက250ပဲထားလိုက်ပါတော့ပြီးရင်ကျမတို့ဒီဥစ္စာကကျမတို့ business စဖို့ရန်အတွက်ဒါစပြိုးတဲ့ member fee ပြီးရင်ဒီ business က willable sellable ဖြစ်တယ် traceable လည်းဖြစ်တယ်เนาะဆိုတော့ကျမတို့ will အနေနဲ့ကျမတို့နောင်လာနောက်တော့ပြန်လွှဲပေးခြင်းလည်းရတယ်ပြန်ရောင်းခြင်းလည်းရတယ်เนาะပြီးလို့ရှိရင်ကျမတို့ဒီ business ကို qualify ဖို့ရန်အတွက် value starter pack ဆိုတာရှိတယ် qualify your business ပေါ့เนาะဖြစ်ဖို့ရန်အတွက်အဲ့ဒီ pack ကိုကျမတို့အဲ့ဒီ pack ထဲမှာလိုအပ်တဲ့ကျမတို့မှာ tools တွေအကုန်လုံး including ပါပြီးသားအဲ့ဒီနှမျိုးကိုကျမတို့ရင်းနှီးမြှုပ်နှံမှုလုပ်လိုက်တယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ business စပြုဖို့ရန်အတွက် ready to go ဖြစ်သွားပြီ
ဒါကြောင့်မလို့ကျမအခုရှင်းပြတဲ့ business presentation ကိုနားလည်သဘောပေါက်တယ်ဆိုလို့ရှိရင်လုပ်ချင်တယ်ဆိုလို့ရှိရင်ကျမတို့ဒီ business ကို join ဖို့အတွက်ကျမအနေနဲ့ဖိတ်ခေါ်လိုတယ်လို့နောက်တစ်ခုကျမအနေနဲ့ရှင်းပြပေးချင်တာက match 5လို့ခေါ်တဲ့เนาะကျမတို့ရဲ့ company မှာအကောင်းဆုံး promotion အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျမတို့ဘယ်သူမဆိုဝင်လာတဲ့လူက member အနေနဲ့ဝင်လာပြီးတဲ့အခါမှာကျမတို့ရဲ့အောက်မှာ directly ခုနကကျမပြောသွားသလို3ယောက်မဟုတ်ဘဲနဲ့9ယောက်ရှိတယ်ဆိုရင်အဲ့ဒီ9ယောက်ကနေပြီးတော့မှစပြီးတော့မှသူတို့ရောင်းရတာပဲဖြစ်ဖြစ်သူတို့ရဲ့ member တွေခေါ်လာတာပဲဖြစ်ဖြစ်သူတို့လုပ်တဲ့အရာအပေါ်မှာအမြဲတမ်းကျမတို့က900ခိုင်နှုန်းကိုစက္ကန့်စားပိုင်ခွင့်ရှိသွားပြီဥပမာဆိုကြပါစို့ပထမဆုံးတစ်ယောက်ကဝင်လာတယ်ဝင်လာတဲ့အခါမှာ तू ကနေပြီးတော့ business ကို member အနေနဲ့တော့ဝင်လာတယ် तू ကဘာမှမလုပ်ဘာမှလည်းမလုပ်ဘာမှလည်းမရောဘူးလူတွေတငယ်ချင်းတွေကိုလည်းမိတ်မဆက်ဘူးဆိုရင် तू က0ပဲသူ့ရဲ့ income ကရမှာဖြစ်တဲ့အတွက်ကျမတို့ခံစား0ရဲ့ 5% ဆိုကျမတို့က0ပဲရမယ်ဟုတ်တယ်နော်ဒါပေမဲ့ဒုတိယတစ်ယောက်ကကြတော့ तू ကနည်းနည်းလေး तू ကအားရတယ် तू က business ကို तू ကစူးစမ်းချင်တယ်စပြီး तू အလုပ်လုပ်တယ်အလုပ်လုပ်တဲ့အခါမှာ तू ကတစ်လမှာဆိုကြပါစို့2500 तू ဝင်ငွေရသွားတယ်ဆိုကြပါစို့ကျမတို့အဲ့2500ရဲ့900ခိုင်နှုန်းဆိုကျမတို့က$125ရတတိယတစ်ယောက်ကကြတော့3400လောက် तू ဝင်ငွေရတယ် तू ကအရန်စူးစမ်းတယ်ဒီ business ကိုလည်းကြိုက်တယ် तू လည်းလုပ်နိုင်တဲ့အခါမှာ3400လောက်ရတဲ့အခါမှာအဲ့ဒီအပေါ်မှာကျမတို့ကနောက်ထပ်900ခိုင်နှုန်းကိုကျမတို့ရမယ်ဆိုရင်ကျမတို့ကဘာမှမလုပ်ဘဲနဲ့ကျမတို့ရဲ့အောက်က member ကဝင်လာတဲ့သူကရှာတဲ့အပေါ်မှာကျမတို့က1900 income ကိုကျမတို့ကရသွားတယ်ဘာမှကျမတို့မလုပ်ဘဲနဲ့ကျမတို့ရဥပမာစတုထ person ကတော့900ရတယ်ဆိုရင်အဲ့900ရဲ့900ခိုင်နှုန်းဆိုရင်$25ရမယ်နော်နောက်ဆုံးက9000ဆိုရင်လည်း900ခိုင်နှုန်းဆိုကျမတို့350ရမယ်ဆိုတော့ဒီ business ကကျမတို့လုပ်သွားတဲ့အပေါ်မှာတစ်ခါပဲလုပ်သွားတဲ့အပေါ်မှာလည်းကျမတို့မှာဆက်ပြီးတော့မှ income ကိုလစဉ်ဝင်နိုင်တဲ့အခွင့်အရေး opportunity ကကျမတို့ဒီ business မှာကျမကိုအထူးသဖြင့်ပေါ့နော်ပေးတဲ့အတွက်ကြောင့်မလို့ကျမကယုံကြည်စွာနဲ့ဒီ business ကိုကျမအခုအချိန်ထိဆက်လုပ်နေပါတယ်လို့ကျမလိုပဲလက်တွဲချင်တယ်ကျမနဲ့အတူလက်တွဲပြီးတော့မှเนาะဒီ business ကိုလုပ်ချင်တယ်ဆိုလို့ရှိရင်ကျမအထူးပဲဖိတ်ခေါ်လို့တယ်ကိုအခုမိတ်ဆက်ပေးတဲ့တငယ်ချင်းစီမှာပြန်ပြီးတော့သွားပြီးတော့ဒီ business ကိုငါအရန်ကြိုက်တယ်ဘယ်လိုငါ sign up လုပ်ရမလဲဘယ်လို member အနေနဲ့ဝင်ရမလဲဆိုပြီးတော့သူ့ကိုမေးပါကိုဒီ business ကိုမိတ်ဆက်ပေးတဲ့တငယ်ချင်းစီမှာပြန်သွားပြီးတော့သူ့စီကနီးလန်းကိုယူပြီးလို့ရှိရင်ကျမတို့ရဲ့ business မှာ join ဖို့ရန်အတွက်ကျမအနေနဲ့အထူးပဲပေါ့နော်ဖိတ်ခေါ်လိုပါတယ်လို့အခုလိုကျမရဲ့ business presentation ကိုနားထောင်ပေးတဲ့သူအယောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်လို့